မင်္ဂလာပါ Anju Language ကနေကြိုဆိုပါရစေထိုင်းမှာစပင်ညက်တဲ့အခါပြောတဲ့စကားလုံးလေးတွေနဲ့ပတ်သက်ပြီးတော့လေ့လာကြရအောင်စပင်ညက်ချင်လို့ပါခင်ဗျอยากตัดผมครับထိုင်းမှာခင်ဗျเชิญนั่งครับဘလို့ပုံစံညက်ပေးရမလဲခင်ဗျအောက်ဆုံးနိုင်ဒီครับနည်းနည်းတူအောင်ညက်ပေးပါခင်ဗျตัดสั้นนิดหน่อยครับဘေးဘက်တွေကိုတူအောင်ညက်ပေးပါခင်ဗျด้านข้างสั้นหน่อยครับအပေါ်ပိုင်းကိုတော့တိတ်မတူပါနဲ့ခင်ဗျข้างบนไม่ต้องสั้นมากครับရပါတယ်ခင်ဗျได้ครับခေါင်းလျှော်အောင်မလားခင်ဗျစပ်ဖုံด้วยไหมครับလျှော်ပေးပါခင်ဗျစပ်ด้วยครับပြီးသွားပါပြီခင်ဗျเสร็จแล้วครับပိုချောသွားတယ်ခင်ဗျรอขึ้นเลยครับဘယ်လောက်ကြာလဲခင်ဗျเท่าไหร่ครับ150บาทကြာပါတယ်ခင်ဗျ150บาทครับကျေးဇူးတင်ပါတယ်ခင်ဗျขอบคุณครับကျေးဇူးတင်ပါတယ်ခင်ဗျနောက်လဲလာခဲ့ပါအောင်ခင်ဗျขอบคุณครับเชิญใหม่ครับ